လွန်ခဲ့သော3နှစ်လောက်ကရန်ကုန်ပြည်မြေထားလမ်းရှိလက်ဗရန်မြို့သို့ကျောင်းဆက်ရောက်၏ထိုမျိုးသားကျောင်းကြီးမှာဦးဆန်ရွှေဖြစ်၍လွန်ခဲ့သော1282ခုနှစ်တပိတ်မှောက်စားကပိုင်းရင်ဆွဲတပိတ်မှောက်ကျောင်းသားဟောင်းဖြစ်၏လက်ဗရန်မြို့မျိုးသားကျောင်းတွင်18နှစ်လုံးလူစိတ်ငွေအပင်ပန်းအနစ်နာခံ၍ဆောင်ရွက်ပြီးနောက်1299ခုနှစ်ကုန်ကာနီးတွင်မှမိမိပြုစုပြိုးထောင်ခဲ့သောမျိုးသားကျောင်းကြီးကို၎င်းမိမိသားမယားအရင်ချာတို့ကို၎င်းကျွန်တော်တို့မိတ်ဆွေရင်းချတို့ကို၎င်းဆွန်ပြက်ခါဘောရဘာသို့ပြောင်းသွားကွယ်လွန်သွားလေသည်။ကောင်းရမွန်ရသို့ရောက်၍ကိုယ်စိတ်နှပါချမ်းသာပါစေသော။ဆိုခဲ့သော3နှစ်ကကျွန်တော်ဦးဆန်ရွှေဆရာတယောက်ကျောင်းသား9ယောက်ပေါင်း6ယောက်လူတို့သည်မြို့အရှိဘက်စီနာရှိသောတောင်ကျေးသို့လှဲ့နှင့်အလဲပတ်သွားရောက်ကြ၏။တောင်ကျေးရွာကလေးတစ်ခုဖြစ်သောကျွဲကြံရွာသို့ရောက်ရှိတကြီးဦးလာဖေ၏အိမ်တွင်သရဲချကြ၏။လေပတ်ချစ်ပြုတ်စားတောင်းနေကြ၍တညအိပ်ပြီးနောက်ညနေတွင်မလန့်မကန့်ရွာငယ်တစ်ခုမှပြောသံကြားရသဖြင့်မေးမြန်းကြည့်ရာတခေါ်သားလောက်ဝေးသောဖိုးဝိုင်းအစုခေါ်ရွာငယ်ကလေးမှကိုထွန်းကျော်ဤတားရှင်ပြုအလူဖြစ်ကြောင်းကြားသိရ၏ကျွန်ုပ်သည်ပြောသံကိုနှစ်သက်ကြီးညိုရင်းရှိသည့်အပြင်တောရွာရှင်ပြုဝဲသို့လည်းရောက်လိုသည်နှင့်ဦးဆန်ရွှေနှင့်တိုင်ပင်ကကျွန်ုပ်တို့3-4ယောက်ရှောက်လာခဲ့ကြ၏ဖိုးဝိုင်းစုမှကျွဲကြံတကြီးအပိုင်ကျွဲကြံရွာမှခွဲနေသော6အိမ်9အိမ်များရှိသည့်အိမ်စုကလေးဖြစ်၏ထိုအိမ်စုတွင်ကြီးမှုအတိမပြုသောစိန်ကောင်ဦးဝိုင်းကိုဆွဲပြု၍ဖိုးဝိုင်းအစုဟုခေါ်ကြခြင်းဖြစ်၏အလူအိမ်ဖြစ်သောကိုတွန်းကျော်၏အိမ်မှာတဲတသားများရှိသောဝါအိမ်ငယ်ဖြစ်၍အင်ပင်မိုးအင်ဘက်ကဝါခင်းဖြစ်၏ဘုံပြတ်မုတ်တို့ပြန်စမ်းတကျတန်းစားဆင်းသောမန္တမလိုကြီးအိမ်ရှိနှင့်အိမ်ဘေးကြီးသစ်ပင်ကြီးတို့သည်ဓမ္မတာလျောက်ပေါ်ပေါက်၍နေသောမန္တများဖြစ်ပေ၏အိမ်ရှိကောင်းရင်ပဲသစ်ပင်အောက်တွင်ချူချသောသက်သားကရင်ဟောင်းတစ်ခုခြားထားပြီးလျှင်ကရင်မောင်၌နှီးကြောပြတပန်းနွမ်းတောင်းစုပ်ကိုခင်းရ၏ရှေးကထုံးတဲ့အတိုင်းပရိကရာတဝဲကျွန်းတော်တစ်ခုကတော်ဝဲတစ်ခုတပြေရွက်အုံရွက်နှင့်တောပန်းတစ်ခက်နှင့်တစ်ခက်စိုက်ထားသောပြိတ်အိုတစ်ခုတို့ကိုထား၏ရှင်လောင်းမှာ17နှစ်12နှစ်သားလောက်ရှိမိထင်သည်မြေရည်လေးမီဓာကြီးလေးပါးနှင့်တမလေးရဲ့ကျွဲကြောင်းသားနွားကြောင်းသားဖြစ်၍ကိုလုံးကိုဖန်ကောင်း၏လုံကြီးတို့တထဲနှင့်ကြီးပြင်းကြရသူဖြစ်၍အသာမင်းညစ်၏အင်္ဂလိပ်ကျောင်းသားတို့ကဲ့သို့ဘိုးစရောက်ထားခြင်းတိုးပတ်ရိုက်ခြင်းရေမွေးဆွခြင်းစသည်တို့မပြုခဲ့ရခရုံးပြောင်ပြောင်နှင့်ဖြစ်၏ဆွဲကြလက်တို့နှင့်ပိတ်လုံကြီးအဖြူကိုဝက်ဆင်ထားသဖြင့်ဖိုးသူတော်ငယ်စားပင်ဖြစ်၏ချီးမြင်ဆလွယ်တစ်ခုသာဖိုးသူတော်ထက်သာလေသည်အဆိုပါဂရင်ကျမ်းပေါင်3ချောင်းထောင်ပေါ်နှီးကြောပြအထက်တွင်အကျဉ်ရှင်လောင်းသည်တင်မြင်ခွေလိုက်ဒူးတုပ်လိုက်စောင်းကြောင်ထိုင်းလိုက်ဟိုကြီးလိုက်ဒီကြီးလိုက်နှင့်အချိန်ကုန်လွန်စေ၏မိမိမွေးပြည်သား9ရက်လောက်၌ကင်မွန်တက်သောပထမမင်္ဂလာနောက်ယခုရှင်ပြုမင်္ဂလာကြီးသည်ဤရှင်လောင်းငပုအတွက်ဒုတိယမင်္ဂလာကြီးဖြစ်၏တည်တံ့ထားသောနေရာမြင့်မြတ်တွင်မိမိတို့ရဲ့အဝတ်သက်အစားသက်နှင့်ထိုင်နေရသည့်အပြင်လူများဝိုင်း၍ကြည်ရသောလူတစ်ယောက်ဖြစ်လာသည့်အနေဖြင့်ငပုသည်အလွန်နှက်သက်ဝမ်းမြောက်ပုံလည်းရ၏စိတ်ကြွမြောက်နေပုံလည်းရ၏ကျွဲနွားကြောင့်ပဲကြီးသားရိုက်ဖက်ငှက်ပြက်ဖက်ငါးရှာပဲလည်းဖြစ်ကြသောကရုံရောင်တုံဘိုက်ပူရင်ကောနှင့်အကွက်မပေါ်သောချီလုံးကြီးထဲခြင်းဖြင့်တန်သာဆင်ခြင်းလည်းရှိတတ်သောနှစ်ကြောင်ချေချောင်ချေခွတ်တို့နှင့်မဲ့ဖွယ်ချစ်ဖွယ်နှက်သက်ဖွယ်လည်းဖြစ်ထသောထိုထိုငယ်ပေါင်းတငယ်ချင်းကောင်းများဖြစ်ကြသောငချစ်ငတေငချွေငခွေငအေးထွန်းပေါ်ငကြောစားသောလူတို့သည်ရှင်ပြုမိလူတို့ကိုအဖူးမြော်အပျော်အပြက်ဝိုင်းလျက်တတော်သောအလာဘတာလာဘပျော်ဟော်၍နေကြလေသည်မိမတငယ်ချင်းများလည်းရှိကြသေး၏တမုတ်၎င်းတို့နှင့်တွက်လက်သောမိပန်းသည်နှုတ်ခမ်းပြလုံးကြီးတထဲသောဖြင့်အင်းကြီးနှင့်ထိုငချစ်ငတေစားသောယောက်ျားကလေးတို့ကိုတိုးဝေဖယ်ရှား၍အနာသို့ကပ်ရောက်ခါငပုရဲ့နေတော့ကိုရင်ဖြင့်ညနေစာထမင်းသိပ်ဆာမှာပဲနော်အောင်မယ်မိပန်းရဲ့ငါအကျင့်လုပ်ထားပါလေကွယ်မစားပါဘူးဆိုင်လဲလေထညက်တို့တရားတို့စားရတယ်တဲ့ခမအေးဆိုင်လဲအောင်ထားပေါ့ကွယ်နင်လူထွက်တော့လေငါလာကြုံမယ်နော်တို့အိမ်မှာထမင်းစားသီးလားပြီးတော့ဒုံနွားကြောင့်နဲ့ထရင်တဲကိုသွားလဲရအောင်နော်အေးပါကွယ်လဲတာပေါ့ထိုအခါငခွေးကဝင်၍ဟေးမိပန်းနင်တို့နှစ်ယောက်ထဲလားဒိုးကမလိုက်ရဘူးလားဟာလိုက်ရတာပေါ့ကွယ်အကုန်လုံးသွားရင်တာတောင်ပြောသေးတာပေါ့အမေနင်ကတို့လိုက်စေချင်မှာမဟုတ်ပါဘူးဟုရေပြောလေဟိတ်ငတိဘာပြောတာလဲနင်ပြောင်းစရာလားဘာမှလို့လဲဆို၍ငတိအနက်သို့လက်သီးဆုပ်၍ကတ်သွားလေငတိကနောက်သို့ရိုးသွားပြီးကြည်သားတာပါကွယ်မိပန်းကလည်းစိတ်ကြီးပဲဒီလိုမကြည်သားရဘူးနောက်တစ်ခါပြောရင်တော့နေရက်ကိုဆွဲပြီးအမှုခံရမယ်သိရလားမိပန်းစားသောတငယ်ပါးမှာယောက်ျားလေးများနဲ့အနေအစားအခွင့်အရေးတန်းသူဖြစ်ကြ၍ရဲရင်တန်မာကြ၏အပြေးလွှတ်အခုံကျော်ထုံးစည်းတန်းဖန်ကုန်တန်းတို့မှလည်းဆွမ်းကြ၏တခါယောက်ျားလေးများနဲ့တပန်းပင်လုံးရ၏မိပန်းတို့အောင်မကြပေထွေခင်းတန်းကစားရ၌မိပန်းဤအစည်းကိုထိုယောက်ျားကလေးများမခံဘူးသူမရှိချေကျွန်တော်တို့ရောက်လျင်ညနေ9 နာရီလောက်မိဆိုင်ဖာဆိုင်နတ်များကိုကြော့ရန်ဟု
အိမ်ရှိကုတ်ကုတ်ဝင်းကြီးအောက်တွင်ကျူထရန်ဖြာတစ်ချက်နှင့်ကရော်ဝဲတစ်ခုထားရှင်လောင်းကရှေ့ကထိုင်၍ရှ िख ိုးနေ၏အဖလုတ်သူကဘေးနားကထိုင်ကလက်ရှိနေ၏ရှင်လောင်းဖကိုထွန်းကျော်သည်ကအသက်35နှစ်ကျော်လောက်ရှိမိထင်သည်တောသားလှုပ်ရှားကိုင်းစားဖြစ်၍တုတ်ခိုင်တတ်မှ၏ပုံကျန်း၏အသားမဲညို၏တာရှင်ပြုလူတော်ကြီးတင်ဝက်စားရန်ဟုမနေ့တနေ့ကမှလက်ဗရန်စီကတကြက်မူးတင်းနှင့်ဝယ်ခဲ့သောအနီရောင်ချီလုံးကြီးအသက်ဆက်ဆက်ကိုဝတ်ထား၏ကောမကျိုးသေး၍ပွာရောက်ငါတောင်ဆွဲပြေးလျင်မငြိမညွတ်အချိုးမကျဖြစ်ရ၏အင်ကြီးမှာငါးဘဲတံအပေါ်စားဆွတ်ကြဖြစ်၍ကြီးမားသောကိုယ်နှင့်မလိုက်တင်းကြကအင်ကြီးလက်မှလက်မောင်းရင်းသို့ကပ်နေ၏အင်ကြီးပါလေသည်ဖြင့်အတွင်းကမဲညိုသောအသားရောင်ကိုလုံးဝပြောက်ကွယ်သွားအောင်ဖုံးအချင်းကမစွမ်းကြကရုံးမြောင်တွင်တပန်းနွမ်းမျက်နှာတုပ်ဘဝကိုပတ်ပေါင်း၍ထား၏ဤသို့နဂရောရထိုင်နေကြသည်အမိကိုမမြင်၍မေးမြန်းကြည့်ရာလွန်ခဲ့သောနှစ်ကတေဆုံးသွားကြောင်းမိတဆိုးဖြစ်ကြောင်းသိရသောအခါကျွန်ုပ်တို့ဝမ်းနည်းကြရကုန်၏ကရောကြောင့်မြည်ဥချသောအခါအိမ်ချရင်ပဲကြကြဂျိုးပင်အောက်မှပြောဆရာတို့ကနတ်တိုးတီး၍ပေးလိုက်ကြလေ၏နတ်တိုးတန်သည်စိတ်ကိုအလွန်ထိခိုက်လှုပ်ရှားသွားစေနိုင်သည်ကျွန်ုပ်တို့ယောက်ျားများပင်ရိုးရိုးရွရွတုံလှုပ်လာကလွမ်းသလိုလိုကြောက်သလိုလိုจิตသိမ်းများပင်ထား၍စိတ်တို့သည်ခြောက်ခြားလွှမ်းမြောက်ရှိကြရကုန်၏မိမတို့ဟူသည်ကဆိုပဲမရှိလူစိတ်ပြောက်သွားလောက်အောင်နတ်ဝင်ကြသည်ဆိုသည်မှာဟုတ်တန်တရားရှိဤသို့နတ်တို့တိပိနေသည်ကရောသောအခါကိုထွန်းကျော်သည်မိမစုံမိတသို့ဖြစ်ရှာသောတန်းငယ်ရှင်လောင်းကိုကြည့်၍၎င်းတွားလေသူမိမိဇနီးမတ်သိနေရကွက်လက်ကိုကြည့်၍၎င်းဝမ်းနယ်ပလက်စိတ်လက်မသာဖြစ်ရရှာလေ၏တို့ကြောင့်လည်းမျက်နှာနေလာ၍မျက်တောင်မြင်မြန်ခတ်ကာခေါင်းပေါင်းအောက်ဆိုင်လိုက်သည်ကိုမြင်လိုက်ရ၏ကျွန်တော်တို့လည်းအိန္ဒြေမစင်နိုင်ကုန်လူ၏စိတ်ကိုလှုပ်ရှားသေးသောနတ်တို့တန်ကို၎င်းမိတသို့မျက်နှာငယ်ရှင်လောင်းကို၎င်းမြေရဆက်လက်နှင့်ရှင်လောင်း၏ဖခင်ကို၎င်းကျွန်တော်တို့ကြားရမြင်ရတွေ့ရသောအခါသို့လျင်စိတ်ကိုချုပ်တီးနိုင်ကြတော့အနီးဤတွင်မပြီးသေးကရောချင်းကိစ္စပြီး၍မကြမီပင်ပြောဆရာတို့ကပြောစစ်၍တီးလိုက်ပြန်သောအခါနတ်တို့တဲ့ပင်ဆိုရည်သွားလေတော့သည်ပြောတန်သည်တကိုးကြီးလာ၏ကြည်နူးစိတ်ကြီးညိုစိတ်ယိုဖိတ်စိတ်ဖြစ်ပေါ်စေသည့်အပြင်လွမ်းစိတ်မြောက်ခေါ်စိတ်လွမ်းမြောက်စိတ်တို့ကိုလည်းဖြစ်စေနိုင်၏ဤပြောသည်တွင်ကကိုထွန်းကျော်သည်အိမ်နောက်ဖေးသို့ထွက်သောကရှိုက်ကြီးတငင်ပူပင်လိုက်ဖို့ကြိတ်၍ငိုရှာလေတော့သည်မဲတင်ရဲ့တာရှင်ပြူပြီးအောင်မှမဆောင်တော့ဘူးလားကွယ်ဟုကျွန်ုပ်တို့ကြားလိုက်ရ၏တားငင်ကပူသည်လည်းအဖနောက်သို့လိုက်ကအဖ၏လက်ကိုကင်ဆွဲမိတွဲ၍ဘယ်စီဘယ်လန်းဘယ်စကန်းဟုမျော်မှန်း၍မရနိုင်သောအမိကိုတန်တလျက်တားဖားနှစ်ယောက်ငိုဝဲဆင်ကြလေသည်ကျွန်ုပ်တို့လူသူလည်းထိုတားဖားနှစ်ယောက်အနီးသို့ရောင်မမသိရောက်သွားကမြေလေရွဲနှင့်ချစ်ကြရကုန်၏ကိုထွန်းကျော်သည်ကျွန်တော်တို့ကိုပြောင်းရောင်ဖြင့်မဲတင်သာရှိရင်တော့ဗျာဟုတခွန်းနဲ့ကိုပြောရရှာ၏ဤတခွန်းကိုသာပြောနိုင်တော့၏တို့ရာတွင်ဤမဲတင်ရှိရင်တော့ဗျာဆိုသောစကားတခွန်းသည်အလွန်ကျယ်ဝန်းများပြားလေးနှင့်သောအဓိပ္ပာယ်ကိုဆောင်လေတော့သည်ဤလေးလုံးလေးပဲယောက်ျားကြီးသည်ဖွဲ့နှင့်ချွဲပြည့်၍အော်ဟက်ငိုသည်မဟုတ်ပဲလှိုင်းထားသောရင်အုပ်ဖြင့်အတွင်းကစူလိုက်၍ကြိတ်ခါငိုကြွေးနေသည်ကိုမြင်ကြရသောအခါမြည်သူမှစိတ်မတင်နိုင်ကြတော့ချေကျွန်ုပ်၏မိတ်ဆွေဦးဆန်ရွှေမှာမြေရည်ဆန်းဆန်းနှင့်တစ်ဖက်သို့လဲနေ၏ကျွဲကြံတကြီးသည်ခရန်းလန်းသို့လျှောက်သွားကမကြမကြနှံ့ညင်ရလေ၏ကြည်နေသောမိမကြီးငယ်တို့သည်လည်းအင်ကြီးလက်တစ်ဖက်စားသည်ဖြင့်မကြမကြမြေရည်တောက်ကြရ၏အဖိုးကြီးများပြင်ဟိုလိုလိုတီလိုလိုလောက်ခါရှောင်းခွာသွားကြရကုန်၏ငတေတို့ငခွေးတို့လူစင်းနှင့်မိပန်းတို့လူတစုသည်လည်းမိမိတို့၏ကစားဘက်ကိုမကြည့်ရကြတဲ့ကဲ့သို့မိပန်းကခေါင်းဆောင်ကငပူးလက်ကိုဆွဲခေါ်၍ရှင်လောင်းနေရာဂရင်သို့ဆောင်ယူခဲ့ကြလေသည်ကျွန်တော်တို့သည်ဤမိတသို့ရှင်ပြုကိုအလွန်တနာစေရနာရှိလာကြသည်နှင့်ဥဆွန်ရှင်နှင့်တိုင်ပင်ကအလူအိမ်တွင်ညအ၍တတ်နိုင်သမျှဂူညီရန်ဆုံးဖြတ်လိုက်ကြလေသည်သို့လျော်သောကျွန်ုပ်၏ဝန်စီများကိုကျွဲကြံမှပြောင်းယူကအလူအိမ်ရှိကုတ်ကုတ်ပင်အောက်ခြေရင်တဝိုက်တွင်ဖြာချမ်း၄-၅ချက်နှင့်ကျွန်ုပ်တို့ဆံရဗိမှန်ကိုဖန်ဆင်းလိုက်ကြရ၏အလူရှင်လည်းအလွန်အားတက်အာရသွားရရှာလေသည်နနေ့တွင်အလူလာသူတို့အားထမင်းကျွေးရန်ပြည်တံသေးရွက်ကိုယခုညကပြင်ဆင်ချက်ပြုတ်ထားကြရမည်ဖြစ်ရာကျွန်ုပ်တို့ရှေ့ရောက်သားသည်အပင်ခေါ်မဆောင်မဲအတင်းဝင်၍ထင်ခွဲခြင်းရေခတ်ခြင်းဆေးကြောခြင်းကြော်လော်ခြင်းစသည်တို့ကိုအားတိုက်လောက်ကင်သောအခါအလူရှင်နှင့်ရွာသားတို့သည်အာနာတမှုတားဆီးကြရ၏တို့ရာတွင်ကောင်းမာသောကျွန်ုပ်တို့ကိုလက်လျှော့ကြရကုန်၏ထူးသည်ကထိုအခါ၌ကျွန်ုပ်တို့သည်မြို့ရမှအင်္ဂလိပ်စာတတ်ပေတဲ့များဖြစ်ကြောင်းအင်္ဂလိပ်ကျောင်းသားအင်္ဂလိပ်ကျောင်းဆရာကျောင်းအုပ်ကြီးပညာဦးများဖြစ်ကြောင်းကိုတကြီးကလောကော့ချော်ကပြောထားလေသည်နှင့်သိကြလေပြီတို့ကြောင့်လည်းမြို့သားအင်္ဂလိပ်စာတတ်တို့ထင်ခွဲခြင်းရေခတ်ခြင်းစာသောလက်လုံအကျန်းတို့ကိုအဟုတ်လောက်ကင်သည်ကိုမြင်ရသောအခါအလွန်အံ့ဩကြကုန်၏
အကြောင်းတော်ကအင်္ဂလိပ်စာတတ်သူများလက်အလုပ်ကျန်းကိုလှုပ်လင်ငရဲကြည့်တတ်သည်ဟုကြားဘူးသောကြောင့်အဖြစ်ခံတူလေသည်မနေနိုင်သောရွာသားတစ်ယောက်ကခမရတို့အင်္ဂလိပ်စာတတ်မျိုးသားများထင်းကွက်ရေခတ်ချက်ပြုတ်ကြော်လော်လှုပ်တတ်တယ်ဆိုတာဒိဋ္ဌမြင်ရလို့သာယုံရတာပဲကျုပ်ဖြင့်သိအံ့ဩတာပဲဟုပြောလေသည်ထိုအခါကျုပ်တို့နှစ်ယောက်စိတ်မြောက်သွားကကျွန်ုပ်တို့ကအမေဒါလည်းမကားသေးဘူးတပည့်စီလည်းလဲတတ်ပါသေးတယ်ဆို၍ဟန်ကြပန်ကြတွက်လက်စွာလှည့်ပြလိုက်လေသည်ဦးဆန်ရွှေကြီးကလည်းအညံ့မခံမဲ့အမေကျုပ်လည်းပကံခွဲရောက်ဆေးတတ်ပါသေးတယ်ဆို၍ခက်မြင်မြန်နဲ့ဆင်းဆင်းကြဲကြဲဆေးပြလိုက်လေအလူရှင်နဲ့ရွာသူရွာသားတို့လည်းအားရပါရရေမောကြလေသည်ည10 နာရီလောက်တွင်ရွာဥအလုတ်ပြီး၍အိယာသို့ဝင်ကြ၏မိဒီဆိုသားဘကိုတရေရေမြင်နေသည်နှင့်ကျွန်ုပ်ကဥဆန်ရွှေရဤသို့စာပြော၏ဒီမိဒီဆိုသားဖမြင်ရတာကျုပ်တော့သိတနာတာပဲဗျာဟုတ်တယ်ဆရာကြားရဲ့ကျုပ်လည်းအတော်စိတ်ခိုင်တဲ့လူပဲနို့အမေဒီသသမမယောက်ျားကြီးလှိုက်လှဲ့နဲ့ရိုးရိုးကြီးပူဆွေးနေတာမြင်ရတော့အစစ်ပဲဗျာဒီလိုမပြောတတ်မဆိုတတ်နဲ့ရိုးရိုးကြီးငကိုအတိုင်းပူဆွေးတာဟာအင်မတန်စိတ်ကိုထိခိုက်စေနိုင်တယ်ဗျစကားဆက်မိလို့ပြောရအောင်ပဲဟိုဇတ်သမားရုပ်ရှင်သမားတွေဟာအများအပြား PC ပါတာဖွဲ့နေပြောပြီးတော့ပြာလောင်ခတ်အလွမ်းတယ်တာများတခါတလေရဲတောင်းရဲမိတယ်ဗျထိုကဥဆန်ရွှေကပြုံး၍ချုပ်လဲသတိထားမိတယ်အခုရုပ်ရှင်တွေမှာအလွမ်းကန်းပြတော့ငကိုကြောက်အောင်မလွမ်းတတ်တော့စာကူပေးရတယ်ဗျဘယ်လိုစာကူတာလဲဗျဒီလိုလေအလွမ်းကန်းမှာဖြက်ပြီးစာထိုးပြတာကိုဗျမင်းသားငုံနေသည်မင်းသမီးပူဆွေးညှိုးငန်နေသည်အဲ့ဒါမျိုးတွေပေါ့ဗျာရုပ်ဟန်အမူအရာနဲ့မလွမ်းနိုင်တော့စာကူပေးရတာပေါ့ဩဒီလိုလားဒါဖြင့်စာမတတ်တဲ့လူတွေဘယ်မှကောင်းကောင်းလွမ်းရတော့မလဲစာမတတ်သူလည်းမလွမ်းတတ်ဘူးစာတတ်သူလည်းမလွမ်းဘူးကျုပ်တို့ခုကြားဘူးတယ်ဟိုနမဲကြောင့်မင်းသမီးမထွေးလေးဟာသူ့ယောက်ျားကိုဖိုးကွန်းဟိုအနောက်ချောင်းမှာဆုံးတော့ဇက်ထဲမှာလိုပဲပြောဆိုဖွဲနေပြီးငိုဆိုပဲဗျတခန့်အချမှာကွန်းသီးဘက်ဆေးလိပ်ကြီးတစ်တောင်လောက်ကိုတောက်ပြီးနားတဲ့ဝက်ဆန်လိမ့်ကျန်ထားလိုက်တာလဲကြောလို့တဲ့လူတွေဝိုင်းကြည့်ကြတာပွဲရှုံးလို့ဆိုပဲဗျနှုတ်အဲ့လူတွေလွမ်းမသွားဘူးလားဟာဘယ်ကလာပြီးလွမ်းမှာလဲအပျော်ကြီးရအောင်လာကြတာဗျခမလင်းသေးကိစ္စနဲ့ဆက်လို့ကြုတ်ကြားဘူးတာရှိသေးတယ်ဘယ်လိုအများလဲဗျပြောတတ်မအောင်ဗျဒီလိုဗျဥမာလင်ယောက်ျားသေးတော့မိမများငိုတဲ့နေရာမှာအတမတဲ့ဘက်ဝမ်းနဲ့ကြိတ်ပြီးတော့မြုံပြီးတွေးစိုက်ကြည့်ကမြည်ရည်ဆန်းဒါမှမဟုတ်မြေပေါက်ကြီးများတစ်လုံးပြီးတစ်လုံးမှန်ကြာဆင်းနေရင်အဲ့ဒီမိမဟာအရွယ်ရှိအောင်တော့မုတ်ဆိုးမဘွားနဲ့ပဲအယိုးထုတ်တတ်တယ်တဲ့ဗျအတန်ထွက်ပြီးကိုလည်းလှုပ်ရှားခံမြငိုသူကတော့လင်းသေးပြီးနောက်9နှစ်ကနေ10နှစ်ထိနောက်ထပ်အိမ်အောင်မပြူပဲနေတဲ့ခုနှစ်အိမ်ကြား8အိမ်ကြားအဟွဲပြီးရင်ဘတ်စီတီလက်ပြစ်ခြေပြစ်ငိုရင်တော့တစ်နှစ်ကနေ3နှစ်ထိနောက်အိမ်အောင်မပြူတတ်ဘူးတဲ့ဘယ်သူယုံလို့ပုံငယ်သလဲဘာလဲညာလဲနဲ့ဖွဲနဲ့အဟွဲပြီးတော့ရုပ်ပြစ်ဆင်းပြစ်မြေပေါ်လဲချလိုက်ထားခုံလိုက်ရင်ထုလိုက်ဇမင်းနေဆွဲဆောင်လိုက်တစ်ခါမေးလိုက်တက်လိုက်အဲ့ဒီလိုငိုရင်တော့တလကနေတစ်နှစ်အတွင်းနောက်ထပ်အိမ်အောင်ပြူတတ်တဲ့ဗျထိုကဥဆန်ရွှေသည်နှစ်ခြားရေမောကဟုတ်ကဲ့လားဆရာကြားရဲ့ခမရဟာကဟောမဟုတ်တော့သေချာအာမမခံဝမှုကြားဘူးတာပြောရတာပဲနောင်တော့ခမရသတိထားကြည့်ပါလားထိုသို့ပြောဆိုကြရဲ့အိတ်ကြလေသည်နည်းနည်းလဲအားကြီးချိန်တွင်ကျွန်ုပ်တို့အိမ်မက်မြင်မဲ့တလို့ဘာလို့ရှိသည်ပြောစံဖြင့်နှိုးကြလေ၏အိယာ၌မေရှိသည်လောကကြီးသည်လည်းတိတ်ဆိတ်ငြိမ်သက်စွာရှိသည့်အခိုက်လင်းရောင်ပြုတ်အချိန်၌ပြောစံစီစံကိုကြားရသောအခါပြောစံဆိုသည်မှလည်းယရနာ၃ပါးအလူတန်းနဲ့ဆက်လေရကကြီးညူးစိတ်တို့သည်တဖိတ်လျန်း၍ထွက်ကုန်၏တောပြောပင်ဖြစ်တော်လဲနှဲမှအတန်ချော့၏တီးတေးသောမှလည်းဘွဲတန်ကြိုးတန်ဖြစ်၍ဝိုင်းမှအတန်ကောင်းသောစီရီဆရာကတခါလိုက်၍သည်ဆိုလေရာဤမြသားတော်တာယာနာပြောဝဲကြီးနူးဝဲကိုကျွန်ုပ်တို့မကြုံခဲ့ဘူးလေဤသို့အိယာ၌ပြောမချမချင်းမလုံးမရှိပြီးသည်ဖြစ်နေကြရာပြောချသည်နှင့်တပြိုင်နက်ကျွန်ုပ်တို့လူစုထကချက်ပြုတ်ပြင်းစင်ကူညီပွဲအရတို့ကိုပြုလုပ်ဆောင်ရွက်ကြလေသည်ပြောတပြုံတအုံနှင့်ပတ်ကုန်းချိန်တဲ့ဤမီတဆိုးရှင်ပြုလူတော်ဝဲကြီးတို့ရွာကံမှ၎င်းရွာနီးချုပ်ဆက်မှ၎င်းလာကြသည်မှာကျွန်ုပ်တို့ပါကြီးငယ်ကြမှာပြိတ္တ60ရှိလေ၏ထမင်းကျွေးက၌ကျွန်ုပ်တို့လူစုကလုံးဝတာဝန်ယူ၍ထမင်းဟင်းလိုက်ခြင်းပကံခွဲရောက်ဆေးခြင်းကိစ္စတို့ကိုပြုလေသည်ကောင်းငယ်စံကြထမင်းပဲဟင်းငပိကျော်ပဲရီချင်းတနတ်ဤမြတာဖြစ်၏ပရိသတ်60စားကြသည်မှာစံတရင်ချက်ချောလေသည်တွေ့ကြည့်သောတရင်တွင်နိုးစီဘူး128လုံးရှိရာလူတယောက်လျင်နိုးစီဘူးနှလုံးချက်ကြော်တုတ်ကြောင်းပေါ်လာလေ၏
ကျွန်တော်တို့လူစုကအေးများလောက်တခါမှမမြင်မရှိဘူးကြီးတို့ကြောင့်လည်းစားတော့၍အပြီး၌ဆန့်နေကြလေသည်မောလွန်ချိန်၌ရှင်လောင်းကိုကျောင်းသို့ပို့ရမည်ကိစ္စပေါ်လာလေ၏ကျောင်းမှာနှစ်ခေါ်လောက်လှမ်း၏ရှင်လောင်းကိုရှေ့သုံးကထား၏မြင်မစီရရွှေတီမဆောင်ရရှာလေနောက်နာကအဖသည်သင်္ကန်းပရိခရာကိုပိုက်၍လိုက်ရ၏အမိဖဆုံးမမှုကအဖကတပိတ်ကိုပိုက်၍အမိကသင်္ကန်းတောင်းရွဲ၍လိုက်ရန်ဖြစ်၏ယခုတော့ကဤနေရာတွင်မတ်တင်ကိုသတိရရန်တစ်ချက်ပေါ်ပြန်လေပြီကိုထုံးကျော်အတန်မချိပုံရ၏မြေဆန်းဆန်းနှင့်ညှို့ငယ်ပြန်လေသည်တာဖာနောက်ကယောက်ျားကြီးမိန်းမကြီးများ၎င်းနောက်ကဆက်၍မဲတုပ်ဘူးတို့ရွှေမငိမ့်ဆန်မိကောင်းစာသောအပြိုတို့သည်ကရော်ပွဲကွန်းတောင်ပြေအိုးစာတီတို့ကိုရွေ့၍၎င်းပိုက်၍၎င်းအကြောင်းအလျော်စွာလိုက်ကြကုန်၏မဲတုပ်တို့မှာရွာကန်အပြိုမြေဖုံးဖြစ်ကြ၏အလုံးပင်ရံမောင်းကောင်း၍ပြေဖြိုးကျမ်းမာတန်မာကြ၏ဝတ်စင်ထားသောတပိန်တို့မှာပိုးနေ၏ပိုးကြပေါက်တရက်ထဲလုံးကြီးရှမ်းလုံးကြီးများဖြစ်ကြ၏အင်ကြီးကမျိုးသူတို့လောက်မပါကြစရုံဘီပတ်စရောက်ဆရက်အရွယ်အလိုက်တွေ့ရ၏စစ်ကူပန်းမပန်းကြီးတောပန်းတောင်ပန်းတင့်တန်ယုံထိုးပန်းကြ၏မျက်နှာချေမတုံးကြလားတနခါအလိမ့်များ၏အချို့မှာရွှေစရွှေနဝတ်ဆင်၏ဤသို့ရိုးရိုးဆက်ဆက်ဝက်စားနေတိုင်းကြသည့်တောင်တင်းတန်မှာထွားကြိုင်လျင်တာကောင်သမီးကောင်ထုံးကားနိုင်မိမိခင်လောင်းများဖြစ်သောအမျိုး၏จิตသေးဆောင်ကြေးတော်သူတို့ကိုမြင်ရသောအခါမျိုးဘော်ကမတ်အဟွာတို့မတ်ဟိုရင်းတို့ကိုတွေးခေါ်မိ၏မျိုးသူတို့ကခင်လာသိမ့်မြင့်ညွန့်တင်တင်မြကျော်စံဦးမရီတန်းကြည်တင်လာလူစီထိတ်ခေါင်တင်မေမမကျူရင်တာဟန်ကန္နမဘွေမိမိပြင်စကလျာဏီနွယ်ပါလျဒေဝီလှုပ်လှုပ်လဲ့လဲ့တော်မော်အေးပြောစားတော်ထူးဆန်းပွေရှုပ်ရှည်လျားသောနမဲတို့ကိုမှဲ့ခေါ်ကကိုလုံးပေါ်အဝတ်စားနှင့်ခုံမြဖက်နှက်ကိုစီလျက်အင်္ဂလိပ်မျက်နှာချေအမှုံကိုထူထူလိမ့်ကြံပါနဲ့နှုတ်ခမ်းကိုစေးနီဆိုပြီးလျင်အမျိုးမျိုးသောဖဲပွဲမြင်းပွဲစားပွဲတောက်ပွဲဟိုတယ်ပွဲရုပ်ရှင်ပွဲဇက်ပွဲပျော်ပွဲရှင်ပွဲအမျိုးမျိုးနဲ့အချိန်ကုန်လေသည်ကျမ်းမာထွားကြိုင်တန်ရှင်းစင်ကြယ်ရေးကိုဂရုမစိုက်ကြသို့ကြောင့်လည်းပိန်ကြုံပါလီရှူနာရှိုက်ကုန်ပိချက်ပြငဖောင်ယိုကမ္မထမ်းယုတ်ဖြူဖက်ဖြူရောညောင်ညောတွေများလေသည်သို့ကြောင့်လည်းမြေများပင်ပေါ်ရန်ကပြင်ဆင်လိမ့်ကြံထားတော်လဲမတာကောင်အလောင်းကိုဆင်ပြင်လိမ့်ကြံထားသည်နှင့်တူလေတော့သည်အပြိုသူနောက်ကကာလာသားများနဲ့ကျွန်ုပ်တို့လိုက်ပါကြရ၏ကာလာသားဝိုင်းတွင်ဒိုးဘတ်အတီးမုတ်ပါ၏ဒိုးဘတ်နှင့်ထိုးသောတန်ကြိုက်အချို့ကအောက်ပါတိုင်းဖြစ်၏ကုသိုလ်ရေမှုကြိုးစားပါကျုပ်တို့ကိုမချွေတလုံးလုံးဖန်ပြခွက်နဲ့ကြောက်စစ်ရေအမောပြေအောင်တိုက်ပါမမဝတ်သားတော်ကြီးဒူးလောက်ပေါင်းလောက်သူများစားတာမြင်ဘူးပါရဲ့လေပမိတ်နဲ့ထီရိတ်ခိုရှေးကအပြိုကျုပ်တို့ရီးသာနန္တာခွက်နဲ့အလှအပြိုကျုပ်တို့ကိုကြည်စမ်းမအောင်ဤသို့တန်ကြထိုးကြသောအခါအချို့အပြိုတို့သည်နောက်သို့လှည့်ကြည့်၍ပြုံးသွား၏အချို့ပြိုကမျက်စောင်းထိုးသွား၏ကာလာသားတို့မှတောလိုက်ဝတ်ဆင်ကြ၏ကရုံจิตတောင်စီသပင်ရှည်ပဝါပေါင်းဖြစ်ကြ၏တယောက်နှစ်ယောက်မှရုပ်ရှင်ကြည့်ဘူးဟန်တူ၏ဘိုးစရောင်းနှင့်ခေါင်းတွင်လေဘက်ကိုရုပ်ရှင်မင်းသားစတိုင်ပတ်ထားလေသည်လူထုတယောက်ပါထိုသူကတကြီးဤညီမြတ်တာတော်ဖြစ်၏ဘိုးစရောင်းအသက်ချက်ချုပ်ကိုဒုံခံသူဖြစ်၏တက်ကလအင်ကြီးအသက်နှင့်ရှာအင်ကြီးအဟောင်းကိုတွဲ၍ဝတ်၏နောက်ပိတ်ဖနက်ကိုပျောက်ကြားသောအဆင်းရှိသောမော်စာနှင့်စီ၏စီနေကြမဟုတ်၍ဖနက်ပေါက်သည်နှင့်ထော်ကြိုးနေရရှာ၏ရှေ့ကခက်ဆန်းဆန်းပြနောက်ကမီအောင်လိုက်လေလမ်းကိုကြည့်ရှောက်နော်ခလုတ်တိုက်မိမယ်ရှင်လောင်းကရှေ့ကသွားဟုတ်ပြီရှေ့ကသွားတဲ့လူကရှေ့ကသွားနောက်ကလိုက်တဲ့သူကနောက်ပဲလိုက်ပါအပြိုတွေကကိုယ်စုနဲ့ကိုလိုက်လူပြိုဝိုင်းတဲ့ကိုမရောက်စင်နဲ့အစားသဖြင့်ဩဇာပေးကရှေ့ပြင်းနောက်ပြင်းနဲ့အတော်အလုံးများနေလေ၏မင်းပြိုဝိုင်းသားသို့သွားကမကြရောက်၏ဟဲ့ဘူးတို့ခရောပွဲကိုတက်ရွက်လေဟုဩဇာသွားပေးမိရာဘူးတို့ကကျုပ်ရွက်ထားတာတဲ့ပါတယ်ရှင်ကတဲ့မကြည့်လို့ပါဘူးပြန်၍ပက်လိုက်လေ၏ထိုအခါအပြိုဝိုင်းကဝါကနေရေကြလေ၏မြတ်သားတို့ကိုကျွန်ုပ်လှမ်းကြည့်လိုက်ရာမျက်စိအတန်ငယ်ဆွေရှိသည်ကိုတွေ့ရလေသည်တဲဒီတရိတ်ဆံမနေနော်နေအောင်ဟုမြတ်သားတို့သည်ချိန်မောင်းပြီးနောက်မဲတုတ်အားဟဲ့မဲတုတ်ပေးရိုးရွရတာညောင်းရင်ငါ့ကိုပေးလေငါကူယူခဲ့မယ်ဟုတွား၍လောကော့ချော်ပြန်လေသည်ထိုအခါမဲတုတ်ကသူများဟာနေပါအောင်ကိုမြတ်သားတော်ရဲ့ကိုဟာကိုနိုင်အောင်လုပ်ပါအောင်ရှင်းမှာထော်ကျုပ်နဲ့အာနာပါတယ်ဟုပြုံးပြောလိုက်လေ၏ဟာဟဲ့ထော်ကျုပ်နေတာကဖနက်ပေါက်လို့ပါဟဲ့နင်ကလည်းဆိုနေစဉ်အပြူစုကဝိုင်းရကြသည်နှင့်ရှစ်ခိုးရှစ်ကန်းဖြစ်ကာကျွန်ုပ်တို့ကာလာသားဝိုင်းသို့ပြန်ရောက်ခိုးဝင်လာလေတော့သည်ကျောင်းရောက်ရှင်လောင်းကိုသင်္ကန်းစီးထားခဲ့ပြီးပြိတ္တပြန်လာကြ၏
ညနေ4 နာရီခန့်တွင်ကျောင်း၌ဘုန်းကြီးဦးပစဉ်ပြုသစ္စာရှင်သာမဏေ3 ပါးတို့သည်အလူအိမ်သို့ကြွလာကြ၏ဟောပြောစကံပေါ်လာပြန်ပြီအရှင်3 ပါးပြောတဲ့နှင့်ကြွလာသည်မှာအထူးကြည်နူးကြည်ညိုဝယ်ကောင်းလာ၏ပရိတရားနာရည်တဲ့ချအမြပြိုးဟုဆိုပြီးကိုထွန်းကျော်သည်စစ်၍မဲတင်ရေးအမြဟဲ့အမြဟုအတန်ခွဲကြီးနှင့်အမြဝေလိုက်ရာကိုရင်သည်မျက်ရည်ကျ၏ဦးစင်းသည်မျက်တောင်မြန်ခတ်၏ဖုံတော်ကြီးသည်ငေးမော၍ကိုထွန်းကျော်ကိုစိုက်ကြည့်နေလေသည်တာရုတန်နှင့်ပြောတန်သည်အကနိဋ္ဌဘုံတိုင်အောင်တက်လေသည်နောက်တစ်နေ့၌ကျွန်ုပ်တို့ပြန်ကာနီအလူပါဝရန်ဟုကျွန်ုပ်တို့ရှေ့ရောက်ပိုက်ဆိုင်ပါသည်များစုရာ38ကျပ်ရ၏ပြန်ကာနီ၌ကျွန်ုပ်တို့ဝိုင်းထိုင်ကြ၍ကိုထွန်းကျော်ကိုမေးမြန်းကြရ၏ကိုင်ကိုထွန်းကျော်အလုံးအလူစည်းဘလောက်ကုန်သွားလဲဟုတ်ကဲ့40ကျပ်လောက်ဆိုပါတော့အကျွေးတင်သေးလားတင်ပါတော့ကောဗျာအကုန်လုံးချင်းငါလောက်ရတယ်ဆိုပါတော့ဟိုကြွဲကြမှာစဘာပေးယူတာ28ကျပ်မဲတင်ရဲ့ရွှေနဂါကလေးပေါင်းလို့ရတာက15ကျပ်အားလုံး40ကျော်ပါပဲစဘာပေးဘယ်လိုယူရတယ်လဲစဘာ100ကို40ကျပ်ဈေးနဲ့ယူရတယ်အခုယူတဲ့ငွေ28ကျပ်အတွက်စဘာပေါ်ချိန်မှာစဘာ80ပေးရမယ်ဟာလွန်လှပါကလားဗျာနို့ငကတ်ပေါင်တာကကောတလောက်ငွေ105ကျပ်တိုး9လကြာလို့မရွေးနိုင်ရင်အစုံနဲ့အဲ့ဒီစဘာတွေငွေတွေကိုဘယ်နဲ့ဆမ်းမလဲပြေအောင်ဆက်ဖို့ခက်သားပဲကျုပ်လေထွန်ပြိုးနှုတ်ဆင်းငါလို့စဘာ40လောက်ရမယ်တာကလေးရှင်လူထွက်ပြီးကျွမ်းနွားကြောင်ရေခတ်ထင်းခွဲ20လောက်တော့ရကောင်းပါရဲ့အားလုံး60ရရင်10လိုသေးတယ်ဒါလည်းခူတော့တွင်စားတော့နေသွားဖို့ကရှိသေးတယ်ဗျဟိုငကပေါင်ထားတာကတော့ရွေးနိုင်ပုံပေါ်ပါဘူးစုံပါပဲသိပါရဲ့ဗျာနိုးပေမဲ့ဒီလိုရရွှေ့နေတာနဲ့မဲတင်လေသားကိုရှင်မပြုတ်လိုက်ရှာဘူးဒါကြောင့်လည်းပြီးရင်ပြီးရောဆိုပြီးဇွတ်နှစ်ရတာပဲတခြားဟာတွေလည်းဗျာမဲတင်ရဲ့ငကကလေးကိုအနှမျောဆုံးပဲတေးသူပစ္စည်းဖြစ်လို့တင်ထားတာလည်းဟုတ်တယ်ပြီးတော့သူသားဖို့တက်တဲ့လို့ကျွန်တော်မှန်းပြီးခြံထားတာပဲဗျခုတော့ဖြင့်ဆို၍စမပြောပဲရမ်းနေလေသည်ထိုခါဥဆန်ရွှေကြီးကဝင်နေ၍ကိုင်းဆရာကြားဒီစင်းရဲသားတွေဓမြလိုက်တာတပုံထတာဘာအံ့ဩစရာရှိသလဲဗျဟုမျက်နှာနေကြီးနဲ့ခတ်ဆက်ဆက်ပြောထုတ်လိုက်လေသည်ကျွန်ုပ်ကမတ်တင်ရဲ့ငကဗမာပေါင်းထားသလဲဒီချိန်မှာကိုထွန်းကျော်ကဒီအစုတင်မှာပဲဟိုဒေါ်ပူကြီးစီမှာအရင်က15ကျပ်အတိုးက1ကျပ်ပေါင်း16ကျပ်ကျွန်တော်တို့စုငွေတဲကထုတ်ပေး၍တကြီးကိုချစ်ချင်းအရွေးခိုင်းရ၏ငကပြန်ရတော့ကကိုထွန်းကျော်သည်ပြုကျဲသောမျက်လုံးများပါဇက်အောင်သားနှင့်အလွန်ဝမ်းမြောက်ကျေးဇူးတင်ရှာလေသည်ကျေးဇူးတင်လိုက်တာဗျာဒီငွေကိုကျွန်တော်ကြုံခန်းပြီးပြအောင်ဆက်ပေးပါမယ်ဟုစိတ်အားထက်သန်စွာနဲ့ပြောရှာ၏ထိုအခါကျွန်ုပ်ကမဆက်ရပါဘူးဗျခမည်းလူတွေကိုထည့်မလို့ကျုပ်တို့8ယောက်သားငွေစုတာ38ကျပ်ရတယ်ခု16ကျပ်ငကရွေးလိုက်ပြီး22ကျပ်ကျန်တယ်ခမည်းအလူကူငွေ15ကျပ်လောက်ရတယ်ဆိုမဟုတ်လားအဲ့ဒီထဲကပေးစံကိုင်းတကြီးရော့30ကျပ်ခမည်းတို့ကြွဲကြံကကြွေးရှင်ကိုအရင်28ကျပ်အတိုး2ကျပ်ပေါင်းထားပြီးဆက်ပေးပါဗျာကိုင်းကိုထွန်းကျော်ဒီမှာကျန်တဲ့9ကျပ်လောက်ကိုချွေတာစားပြီးတော့ဒီလိုဖြစ်ဗျာကျွန်တော်လူပဲမှာကျန်တော့မလဲကျန်ရုံမကောက်ဘူးပိုးတောင်ပိုးသေးတယ်ခမည်းရေသက်ချကလေးကအလူမြောက်ပြီးလို့ခမည်းအကုန်ရပြီးပြီခုနောက်ရတဲ့အလူငွေတွေဟာသူကုစုံနဲ့တူလာတာတခြားသည်ဆို၍ပါဠိသံ556လုံးထက်ကခတ်ထွားပြောရလေသည်ဤသို့အင်္ဂလိပ်စာတမ်းမျိုးသားလူလည်း2ယောက်ကပါဠိသံနှင့်ဘာတွေနဲ့ကိုလိုရာဘက်ကိုဆွဲ၍ရွှွှွှဝေအောင်ပြောပြသောအခါတောသားလူရုပ်ခမည်းမှာဟုတ်ကဲ့ဟုတ်ကဲ့နှင့်ခေါင်းညှိရသာနေရရှာလေသည်ကျွန်တော်တို့ဒီဖိုးဝိုင်းစုမှကျွဲကြံသို့ရွှေ့ခဲ့၍လက်ဗရန်ပြန်ပြီးဟုလှည့်ပြင်းနေစဉ်ကိုထွန်းကျော်သည်တောင်းတလုံးကိုထမ်း၍အပြေးကလေးပေါက်လာလေ၏တောင်းတွင်ဖျုံသည်ယုံပရီသည်ချမောင်ရွက်စားသောဟင်းသီးရွက်အပြေးပါ၏ကျွန်တော်တတ်နိုင်သမျှလေးပေးလိုက်စမ်းပြရစီခမည်းဆို၍လက်ဝတ်တွင်တင်လာ၏ကျွန်တော်တို့အားလုံးကပင်ကျေးဇူးတင်ကြောင်းပြော၍လှဲထွက်လာစဉ်ကိုထွန်းကျော်သည်လှဲနောက်ကလိုက်ပါလာလေ၏ဘယ်ကိုလိုက်မလို့လဲကိုထွန်းကျော်လိုက်ပို့ပြရစီခမည်းဟာကျုပ်တို့ကလှဲနဲ့ခမည်းကအောက်ကနေရလဲပူစနဲ့လိုက်ဖို့လည်းမလိုဘူးကိုင်ပြန်တော့ဗျာဝိုးဝဲမဟုတ်ပါဘူးတစ်ခေါက်လောက်ပါကျေးဇူးတင်လွန်းလို့ပါဗျာထို့နှင့်ခေါင်းမာသောကိုထွန်းကျော်သည်အတင်းလိုက်ခဲ့၍အတန်ကွာရောက်သောအခါကျွန်တော်တို့သည်လှဲကိုရိုက်၍ကိုင်ကိုထွန်းကျော်ခမည်းပြန်မပြန်ရင်တော့ကျုပ်တို့လည်းလှဲမမောင်းတော့ဘူးဒီမှာပဲရပ်နေတော့မယ်ဟုအတင်းကင်လေးမှပြေတင်းပြန့်ကျဲသောရိုးသားသောမျက်နှာကြီးနှင့်အတန်ကြာဆူးဆိုင်ကြည့်ပြီးမှ
ရုတ်တရက်ထိုင်လိုက်ကကျွန်တော်တို့ဘက်သို့ဥချကြော့ရှာလေသည်ဥဆန်ရွှေနှင့်ကျွန်ုပ်သည်ဂိုင်ဆွဲထားသည်၍ရွာဘက်သို့တွန်းပို့လိုက်ရလေသည်တောကလူတွေတိတ်တနာဖို့ကောင်းတာပဲဗျစိတ်ငကိုအတိုင်းလူရိုးလူကောင်းတွေဗျအခြေအနေဆိုးဝါးငတ်မော့လာကြတော့လည်းမနေနိုင်တော့ဘူးဆိုးခိုတိုက်ခိုက်ကုန်ရတာပဲခံနိုင်တယ်များတော့ခံကြတယ်မခံနိုင်တဲ့တနေ့ကျတော့အသက်ဆုံးပြီးတပုံထားပစ်လိုက်ကြတာပဲဒါကြောင့်မို့လဲတောကျေးလက်ကလူတွေအသိပညာအလိမ္မာတိုးပြီးအနေအစားချောင်းလဲချမ်းသာကြအောင်ပြုပြင်စီမံကူညီဖို့လိုတာပေါ့ဗျာဒီလိုကျေးလက်ပြုပြင်ရေးတွေဟာအစိုးရအကြီးချုပ်တွေရဲ့တာဝန်ပဲဗျသူတို့ကိုတိုက်တွန်းပေးဖို့ကောင်းတယ်သူတို့ကိုတိုက်တွန်းနေရင်နှောင့်နှေးယုံရှိမှာပဲကိုလူသူတို့ကိုလည်းတိုက်တွန်းကိုယ့်အကိုလည်းလှုပ်ပေါ့ဗျကိုယ့်အကိုလှုပ်ဆိုတာမလွယ်ဘူးဗျကျုပ်တို့မှာအချိန်လည်းမရှိငွေကြေးလည်းမပြည့်စုံအလုပ်ဆိုတာနည်းနည်းသေးသေးတက်နိုင်တဲ့များကစားရတာပေါ့ဗျခမ ्या ကမလုံနိုင်ဘူးသာပြောတယ်ခုခမ ्या လုံနေတာပဲဘယ်မှာလောက်ရလို့လဲဗျာအိုးခုမိတဆိုးရှင်ပြီးမှခမ ्या တို့ပြုမှုဆောင်ရွက်ခဲ့တာတွေကဘယ်လောက်တာသွားထင်လို့လဲဟာဒါကတော့ဆို၍ဥဆန်ရွှေကြီးသည်စင်မပြောပဲပြုံးတုံကြီးလုံနေလိုက်လေသည်